ကိုယ့်ရဲ့ဖုန်းကိုဖုန်းအသစ်တစ်လုံးလို့ဖြစ်သွားအောင်ဆက်ရှင်းလို့ရတဲ့နည်းလမ်းလေးကိုကျွန်တော်ကလာပြီးတော့ပြောပြပေးတာဖြစ်ပါတယ်ခင်ဗျာကိုယ့်ရဲ့ဖုန်းကဆက်ရန်လေးတွေလို့စိတ်ညစ်နေကြတဲ့သူတွေရှိရဆိုရင်တော့ဒီနည်းလမ်းလေးကိုလိုက်ပြီးတော့လုပ်ဆောင်ကြည့်လို့ရပါတယ်ပထမဦးဆုံးကျွန်တော် setting ထဲဝင်ပြီးတော့အောက်ဆုံးကိုဆွဲချလိုက်ပါမယ်အောက်နားလေးမှာဆိုရင်တော့ system management ဆိုတာရှိပါတယ်ဒီထဲကိုဝင်လိုက်ပါမယ်ဒီထဲကနေတစ်ဆင့်ကျွန်တော်တို့က reset option ဆိုတာလေးကိုဝင်ပေးရမှာဖြစ်ပါတယ်ခင်ဗျာဒီထဲရောက်ပြီဆိုရင်တော့အောက်ဆုံးက erase all data တွေကိုဝင်လိုက်ပါမယ်ဒီမှာတခုပြောပြပေးချင်တာကတော့ဒီကောင်ကိုနှိပ်လိုက်မယ်ဆိုရင်ကိုဖုန်းထဲကရှိတဲ့ account တွေ data တွေအကုန်ပြတ်မှာဖြစ်တယ်ဒါကြောင့်အရေးကြီးတဲ့ account တွေ data တွေရှိရဆိုရင်ရွှေ့ပြီးမှပဲဖြတ်စေချင်ပါတယ်ခင်ဗျာကျွန်တော် erase all data ကိုနှိပ်ပြီးတော့ဒီမှာလည်းနောက်ထပ်တစ်ခေါက်နှိပ်လိုက်ပါမယ်ခင်ဗျာနှိပ်လိုက်ပြီဆိုတာနဲ့ဖုန်းကတခါတည်းအခုလိုမျိုးဆက်ပိတ်သွားမှာဖြစ်ပါတယ်ဆက်ပွင့်လာတဲ့အထိကျွန်တော်ကခဏလေးစောင့်ပေးလိုက်မယ်အဲ့ဒီမှာဆိုရင်တော့ဒီကောင်ကဖုန်းထဲမှာရှိတဲ့အရာမှန်သမျှကိုအကုန်လုံးရှင်းလင်းပေးနေပြီပဲဖြစ်ပါတယ်ခင်ဗျာဒီအတန်းလေးပြည့်သွားအောင်စောင့်ပေးရမှာဖြစ်ပါတယ်အကုန်လုံးကိုဖြတ်ပြီးသွားပြီဆိုရင်တော့အခုလိုမျိုး logo ပုံစံလေးကတက်လာမှာဖြစ်ပါတယ်ခဏလောက်ဆောင်ပြီးသွားပြီဆိုရင်တော့ဖုန်းကအခုလိုမျိုးပြန်ပွင့်သွားမှာပဲဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်တော့ကိုယ့်ရဲ့ဖုန်းကဖုန်းဝယ်စားကအတိုင်းအသစ်အတိုင်းဖြစ်သွားပြီပဲဖြစ်ပါတယ်ကဲလိုက်လို့ကြည့်လို့အဆင်ပြေလားဆိုတာကိုကျွန်တော်ရဲ့ comment လေးမှာလည်းရေးခဲ့ပေးလို့ရပါတယ်ခင်ဗျာအားလုံးသိချင်နေကြတဲ့ခလုတ်သုံးစရာမလိုဘဲနဲ့အတန်တိုးချဲလုပ်လို့ရမယ်စနစ်ကိုကျွန်တော်ကလာပြီးတော့မျှဝေပေးတာဖြစ်ပါတယ်ကိုယ့်ရဲ့အတန်တိုးချက်ခလုတ်ကအနှိမ့်လွန်လို့ကျွံသွားတာမျိုးနာသွားတာမျိုးဆိုရင်တော့အခုကျွန်တော်ပြသပေးမယ်ဤစနစ်လေးကိုလိုက်ပြီးတော့လှုပ်ဆောင်ကြည့်ကြည့်ပါအားလုံးအတွက်အဆင်ပြေလွယ်ကူမယ်လို့ထင်ပါတယ်ကျွန်တော်ပထမဦးဆုံး settings တဲကိုသွားမယ် settings တဲကိုရောက်ပြီဆိုရင်တော့လူပုံစံလေးနဲ့ shortcuts and accessibility တဲကိုဝင်ရပါမယ်ဒီတဲကိုရောက်ပြီဆိုရင်တော့ကျွန်တော်ကအောက်လေးနည်းနည်းဆွဲပြီးတော့ easy task ဆိုတာလေးကိုဝင်ရမှာဖြစ်ပါတယ်ခင်ဗျာဒီကောင်လေးကိုရောက်သွားပြီဆိုရင်တော့ပထမဦးဆုံးအနေနဲ့ခလုတ်လေးဖွင့်လိုက်မယ်ခလုတ်လေးဖွင့်မိသားပြီဆိုရင်တော့ customize menu တွေကိုသွားပါမယ်ဒီထဲရောက်ပြီဆိုရင်တော့ကျွန်တော်ကအောက်နားလေးကအပေါင်းလက္ခဏာလေးကိုနှိပ်ရပါမယ်ခင်ဗျာအပေါင်းလက္ခဏာလေးကိုနှိပ်ပြီးတော့ကျွန်တော်ကအတန်ပုံစံလေးနဲ့ပေါ့နော်ဒီ volume up နဲ့ volume down လေးကိုကျွန်တော်ကထည့်ပေးလိုက်ရမှာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်က back key လေးနဲ့ထွက်လိုက်ပါမယ်ဒါဆိုရင်တော့ရသွားပါပြီခင်ဗျာအတန်တိုးချဲလုပ်တဲ့နေရာမှာဆိုရင်ခလုတ်လုံးဝအသုံးပြုစရာမလိုပဲနဲ့ဒီ easy touch အဝိုင်းလေးကနေတဆင်အတန်အတိုးချဲကိုလုပ်လို့ရသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကဲအားလုံးပဲကိုယ့်ရဲ့အတန်တိုးချဲခလုတ်တွေကိုမနာစေချင်ဘူးဆိုရင်ဒီစနစ်လေးကိုအမြန်ဆုံးအသုံးပြုလိုက်ပါနော်လုပ်လို့ရလားဆိုတာကို comment လေးမှာမှတ်ခဲ့ပေးနော်ကျွန်တော်ခုစမ်းပြတာကတော့ vivo phone နဲ့ဖြစ်ပါတယ်ငငယ်တော့ဆိုရင်အဖေရဲ့ဖုန်းကိုရေသွားဆေးလို့ခဏခဏရိုက်ခံရတယ်ကိုကတော့ညစ်ပတ်နေလို့ဆိုပြီးစေတနာနဲ့ဆေးပေးလိုက်ပေမဲ့အဖေရဲ့ဖုန်းကပြတ်သွားလို့အစ်စ်ဝယ်လိုက်ရတယ်ဒါကြောင့်ရေဆေးပြီးရဲ့အခါမျိုးမှာဆိုရင်ကိုယ့်ရဲ့ဖုန်းကိုအကောင့်ပကတိတိုင်းပြန်ဖြစ်အောင်ဘယ်လိုလုပ်ရလဲပြပြပေးမယ်နော်ပထမဦးဆုံးအနေနဲ့ရေဆိုနေတဲ့ဖုန်းကိုကျွန်တော်ကပါဝါပိတ်ပေးရမှာပဲဖြစ်ပါတယ်ခင်ဗျာကဲဒီမှာဇလန်းနည်းနည်းစပြီတချို့ဖုန်းတွေကလေပါဝါပိတ်တဲ့အခါမှာအပေါ်ကဘားတန်းလေးကိုဆွဲပြီးတော့ဒီမှာပါဝါပိတ်တဲ့ခလုတ်လေးနဲ့ပိတ်ရရင်เนาะဒါလေးကိုလည်းလမ်းချုပ်ပြပြပေးရဖြစ်ပါတယ်ကဲကျွန်တော်ရေဆိုနေတဲ့ဖုန်းကိုအခုလိုမျိုးအဝိစအဖြူလေးနဲ့ပြောင်းစင်အောင်အရင်ဆုံးတုပ်ပေးလိုက်ရမှာပဲဖြစ်ပါတယ်ခင်ဗျာအဓိကကကြတော့လေကျွန်တော်ရေလုံးဝခြောက်သွားတဲ့အထိပေါ့เนาะကျွန်တော်အပြင်ပိုင်းအဓိကတုပ်ပေးရမှာဖြစ်ပါတယ်ခင်ဗျာရေခြောက်ပြီးသွားပြီဆိုရင်တော့ကျွန်တော်ကပါဝါပြန်ပြီးတော့ဖွင့်ပေးရမှာဖြစ်ပါတယ်ဒီမှာလုံးဝတတိပေးချင်တာတခုကလေကိုယ့်ရဲ့ဖုန်းကရေဆိုပြီးဆိုရင်အားလုံးကမသွင်းပါနဲ့เนาะ short ဖြစ်ပြီးတော့ချက်ချင်းဆက်နှိုးမရပဲနဲ့ဖြစ်သွားပါလိမ့်မယ်ကဲစပွင့်လာပြီဆိုရင်တော့ကျွန်တော်တို့ကစပီကာထဲမှာရှိတဲ့ရေတွေကိုအကုန်ပြောင်းစင်အောင်ဆက်ထုတ်ပေးရမှာဖြစ်ပါတယ်ခင်ဗျာဒါကြောင့် YouTube ထဲကိုတွားရမှာဖြစ်ပါတယ် YouTube ထဲရောက်ပြီဆိုရင်အပေါ်ကမှန်ဘလူးလေးကိုထိပြီးတော့ကျွန်တော်ရှာပြထားတဲ့ speaker cleaning sound ဆိုတာကိုရှာရမှာဖြစ်ပါတယ်ပြီးရင်တော့အပေါ်ဆုံးကဗီဒီယိုကိုဝင်လိုက်ပါမယ်တခုရှိတာကဒီဗီဒီယိုကိုဖွင့်ထားတဲ့အချိန်မှာကျွန်တော်ရဲ့ဖုန်းအတန်ကိုအဆုံးထိကိုချဲ့ပေးထားရမှာပဲဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တစ်ခုကဒီဗီဒီယိုကိုဖွင့်ထားတဲ့အချိန်မှာကျွန်တော်ရဲ့ဖုန်းကိုမှောက်ထားပေးရမှာပဲဖြစ်ပါတယ်ကျွန်တော်အခုပြထားပေးတဲ့အတိုင်းဇပွဲပုံကိုမှောက်ထားလိုက်ပါဒါမှသာစပီကာထဲမှာရှိတဲ့ရေတွေကအကုန်ပြောင်းစင်အောင်ထွက်လာမှာပဲဖြစ်ပါတယ်ခင်ဗျာဒီဗီဒီယိုကိုအဆုံးထိဖွင့်ပြီးလို့ကိုယ့်ရဲ့ဖုန်းစပီကာကအကွဲအသံမရှိတော့ဘူးပြောင်းစင်သွားပြီဆိုရင်တော့ရသွားပါပြီခင်ဗျာတခုရှိတာကကြတော့ဒီဖုန်းကို10နာရီအတော်အတွင်းအားလုံးကတွင်လို့မရပါဘူးခင်ဗျာ